Hello ဒီနေ့မှာတော့ဒီချက်က page 60ကတဲ့ lesson 3 it's a bed it's a bed it's a bed ကိုတာမီလေးတို့ကိုသင်မှာဖြစ်ပါတယ်။တောက်သမီးတို့ကဒီချက်အခုဆိုပြတာကိုလိုက်ပြီးတော့ဆိုကြည့်မယ်နော်။ Repeat after me it's a bed 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 လိုက်ဆိုမယ်It's a bed. 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 Bed ဒါလေးအဲ့ရကရင်လေးအဲ့ရလေးကိုတလားမီလိုကဒါလေးမြင်တာနဲ့တလားမီလေးတို့ကသိကြနော်အဲ့တော့じゃ BD bed အဲ့ရကရင်လို့အဲ့လိုကြက်စရာမလိုသေးဘူးပေါ့နော်တလားမီလေးတို့ကဒီပုံလေးမြင်လို့ရှိရင် bed လို့သိထားရင်ရပြီပေါ့နော်ကြက်နိုင်တဲ့တလားမီလေးတွေကတော့ဒီစလုံးပေါင်းလေးတွေကိုတော့ကြက်ထားပေါ့နော်ဒီမှာဆိုဒါလေးကဘာလေးလဲဆိုလို့ရှိရင် bed အဲဆိုကြည့်မယ် bed 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 ဒီရှယ်က3កောက်ပြောမယ်เนาะအရင်ဆုံး fan 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 တာမီလို့ပြောကြည့်မယ်လိုက်ပြောကြည့်မယ်เนาะ fan fan fanအဲ့ဆိုရင်ဒီမှာလို့ရှိရင်ဒီ channel တစ်ခုပြောမယ်เนาะဒီ channel ကဒီ bubble လေးနဲ့ထောက်လိုက်ပြီဆိုရင်တတမီတို့ဂလဲလို့ပြောတယ်ပေါ့เนาะတတမီတို့အလှဲ့ပေါ့เนาะ mat 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 အဲ့ဆိုဒီတော့ပြန်ပြောကြည့်မယ် bed 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 fan 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 mat 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 okay အဲ့ဆိုနောက်တစ်ခုကြည့်မယ်နော်ဒီဒါလို့ဆိုရင် backend ပြားလေးကို flake 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 လိုက်ပြောကြည့်မယ် flake 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 spoon 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 အဲ့ဆိုရင်တသားမီလို့ပြောကြည့်မယ်နော် spoon 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 okay ဒါလေးကြည့်မယ် table 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 okay table 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 okay အဲ့ဆိုရင်ဒီချက်ကဒါလေးကိုပေါ့နော်အရင် what this ဆိုတဲ့သင်ခန်းစာသင်ပြီးဆိုတော့ကြာဒီချက်က what this ဆိုတတမျိုးတော့ it's a bed it's a fan it's a mat it's a plate it's a spoon it's a table လို့အဲ့လိုမျိုးလေးဖြေပြရမှာပေါ့နော်အဲ့တော့ကြာဒီချက်ကမေးမယ်နော်what this အဲ့တော့ it's a pen လို့ဖြေရမှာနော် it's a pen what this it's a table လို့ဖြေရမှာနော် what's this it's a spoon what's this it's a plate what's this it's a bed what's this it's a mat အဲ့လိုမျိုးလေးဖြေရမှာပေါ့နော်ဒီမှာ surprise ဆိုတာအခုဒီချိန်နဲ့သားမျိုးလို့ဆွမ်းနာပြောတာဆိုလိုမျိုးလေးတယောက်က what this ပုံလေးပြချလေးပြမယ်ပြချလေးပြပြီးတော့ what this ပုံပြီးလို့ရှိရင်ရှားသူတွေကတငယ်ချင်းတွေကသားမီတို့ကဒီပုံလေးကိုကြည့်ပြီးတော့ it's a spoon it's a mat it's a table it's a fan it's a plate it's a bed ဆိုပြီးတော့ဖြေရမှာဖြစ်ပါတယ်နော်ဒါလေးကဒါလို့ရှိရင် ask and take တဲ့ဒါလေးကမေးပြီဆိုလို့ရှိရင် take လုပ်မယ်နော်what this လို့မေး is a bed what this လို့မေးလို့ရှိရင်ဒါဆို is a bed what this ဆိုတာဘာလေးတော့စာအုပ်လေးကို is a book ပေါ့နော် what this ဆိုလို့ရှိရင်ဒါလေးက is a pen what this ဆိုရင် is a mat what this is a plate what this is a spoon what this is a table okay အဲ့လိုမျိုးလေးဒါမျိုးတို့ကလိုက်ပြီးတော့လေ့ကျင့်ကြည့်မယ်နော်